cyber security ရဲ့ data privacy ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ညှဝေပေးခြင်းပါတယ် cyber security လို့ပြောတဲ့အချိန်မှာကျမတို့အကြမ်းမြင်အဖြစ်လုံခြုံရေးဆိုပြီးတော့ကျမတို့သိထားလို့ရတယ် privacy ဆိုတဲ့ဟာကြတော့ကျမတို့အထူးသဖြင့် data privacy ပေါ့နော်ဒီက individual rights လို့ပြောလို့ရတယ်လူတဦးတယောက်ချင်းစီရဲ့အခွင့်အရေးလို့ပြောလို့ရတယ်အဲ့တော့ဒီနေ့မှာကျမဥပမာလေးနဲ့ပြောရမယ်ဆိုရင် security ဆိုတဲ့အကြောင်းအရာကကျမတို့ shopping mall လိုနေရာမျိုးတွေမှာလုံခြုံရေးဒီ shopping mall ကြီးတစ်ခုလုံးရဲ့လုံခြုံရေးဆိုတဲ့တာဝန်ကိုယူထားတဲ့သူတွေအနေနဲ့ကျမတို့ဒီ shopping mall ရဲ့လုံခြုံရေးအတွက်ကိုကျမတို့စစ်ဆေးတယ်ကာကွယ်တယ်ဆိုတဲ့အခြေအနေမျိုးကိုတာဝန်ယူထားရပါမယ်နောက်တစ်ဖက်မှာဘာတွေဖြစ်နေတယ်လဲဆိုတော့ကျမတို့ဒီတဦးတယောက်ချင်းစီဝယ်လာတဲ့ customer တွေဝင်လာတဲ့ customer တွေရဲ့ privacy ကိုချိုးဖောက်တယ်လို့ဖြစ်နေတတ်တယ်ဥပမာထားပါတော့ကျမတို့လွယ်ကြီးတွေကိုခွင့်ပြုချက်မရဘဲနဲ့ဖွင့်ဆက်လိုက်တဲ့ပုံစံမျိုးတွေပေါ့ဆိုတော့ဒီလိုဟာမျိုးတွေကိုကျမတို့ကြည့်ခြင်းအပြင်ကျမတို့ cyber security မှာလည်းဒီလိုပြဿနာမျိုးလေးတွေရှိတတ်တယ်အဲ့တော့အထူးသဖြင့်ကျမတို့ system ကို develop လုပ်နေတဲ့သူတွေတနည်းအားဖြင့်ကျမတို့ဒီ coding သမားတွေ developer သမားတွေကျမတို့ network engineer တွေအနေနဲ့ကျမတို့ရဲ့ဒီ system တွေမှာ develop လုပ်ရင်းနဲ့ system ကြီးကို security ကောင်းအောင်တစ်ဆင့်မြင့်တင်လာတယ်လို့မျိုးတစ်ဖက်မှာလည်းဗာတွေစဉ်းစားပေးရမယ်ဆိုတော့ကျမတို့ system ကိုအသုံးပြုနေတဲ့သူတွေရဲ့ privacy ဆိုတဲ့အကြောင်းအရာလေးတွေကိုထည့်ပြီးစဉ်းစားပေးဖို့လိုတယ် privacy လို့ပြောတဲ့နေရာမှာကျမတို့ security ရဲ့ပြောင်းပြန်ပေါ့ security ရဲ့ပြောင်းပြန်နှစ်ဖက်စလုံးစီအရေးကြီးတယ်ဆိုပေမဲ့လည်းဒီ user တွေအတွက်ကိုသူတို့ရဲ့ဒီနေရာတွေ location တွေဓာတ်ပုံတွေ album တွေအသုံးပြုတယ်ဆိုရင်တော့မှသူတို့ရဲ့အသုံးပြုခွင့်ဆိုတဲ့ဟာမျိုးလေးတွေကိုကျမတို့ပြန်တောင်းဖို့အတွက် consent တွေပြန်လုပ်တယ်ဆိုတဲ့ဟာမျိုးလေးတွေကလည်းကျမတို့အနေနဲ့ view site တင်နဲ့အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျမအနေနဲ့ဒီ video short video လေးတွေမှာမျှဝေပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်